没对，你把的。ကဘာမှာအသက်80ကျော်အဖွားအရွယ်နိုဘယ်ဆုရှင်တယောက်ကိုမတရားဖမ်းဆီးထားတဲ့တခုတည်းသောနိုင်ငံဟာမြန်မာနိုင်ငံပါ2021ခုနှစ်ဖေဖော်ဝါရီလ 1 ရက်နေ့စစ်အာဏာသိမ်းမှုနဲ့အတူလူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးထားတာအခုဆို9နှစ်ကျော်ရှိလာပါပြီ။ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ကိုဘယ်နေရာမှာဘလို့အခြေအနေနဲ့ထိန်းသိမ်းထားတယ်ဆိုတာကိုတော့စစ်ကောင်စီကလူသိရှင်ကြားထုတ်ဖော်ပြောဆိုတာမရှိပါဘူး။သူ့ရဲ့ကျမ်းမာရေးအခြေအနေဘလို့ရှိတယ်လဲ။သူဘယ်သူတွေနဲ့တွေ့ခွင့်ရတယ်လဲ။သူဘယ်မှာရှိနေတယ်လဲ။ဒီမိကုန်းတွေဟာနှစ်တွေကြာလာတဲ့အမျှသူ့ကိုချစ်ခင်ကြတဲ့သူတွေကြားမှာပိုပြီးကြီးမားလာခဲ့ပါတယ်။ How are you, mother? နေကောင်းလားမမေ Help us ask one other question. Where is Aung San Suu Kyi? ကမ္ဘာမှာမြန်မာနိုင်ငံကိုဒေါအောင်ဆန်းစုကြည်နဲ့ရှင်တွဲသိလို့ရှိပါတယ်။တစ်ချိန်ကလူတန်းပေါင်းများစွာရဲ့အားကိုးရာဖြစ်ခဲ့သူဒီနေ့မှာတော့သူဘယ်မှာရှိတယ်ဆိုတာကိုအတိအကျမသိရတော့ပါဘူး။2026ခုနှစ်ဇွန်လ19ရက်နေ့ဟာမြန်မာနိုင်ငံရဲ့လူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်82နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့82နှစ်မြောက်မွေးနေ့ဟာမိသားစုဝင်တွေနဲ့အတူဖြတ်သန်းရမယ့်မွေးနေ့တစ်ရက်မဟုတ်ပါဘူး။အဲ့ဒီအခြေအနေတွေကြောင့်ပဲဒီနှစ်ဒေါအောင်ဆန်းစုကြည်ရဲ့82နှစ်မြောက်မွေးနေ့ကိုကြိုဆိုတဲ့လှုပ်ရှားမှုတွေဟာပုံမှန်မွေးနေ့ဂုဏ်ပြုပွဲတွေထက်ပိုမိုလေးနက်တဲ့အဓိပ္ပာယ်တွေဆောင်နေပါတယ်။ ကျွန်တော်တို့လူထုကောင်းဆောင်မေဒေါအောင်ဆန်းစုကြည်ရဲ့82နှစ်ပြည့်မွေးနေ့မှာစပြီးတက်ရှိကျမ်းပါပါလေလူထုကောင်းဆောင်မေဒေါအောင်ဆန်းစုကြည်နဲ့ကလူထုတရက်လုံးမျောလင်းဆောင်လာတဲ့လွတ်လပ်ပြီးတရားမျှတတဲ့ Federal Democracy နိုင်ငံတော်ကြီးကိုလည်းအမြန်ဆုံးရရှိပါစေ Happy birthday မေစု မေဒေါအောင်ဆန်းစုကြည်ရဲ့ယနေ့ကြားရောက်တဲ့အသက်82နှစ်ပြည့်မွေးနေ့မှာဒီရာစုနှစ်များတိုင်အောင်ကျမ်းမာစွာရှိနေဖို့ဆုတောင်းပါတယ်မေတော်လိုင်းအင်အားစုတွေတပိတ်ဖွဲ့စည်းတွေလူလူလှုပ်ရှားမှုဖွဲ့တွေကဇွန်လ19ရက်နေ့အတွက်နှင်းစီလှုပ်ရှားမှုကိုပြည်လုံးကျွတ်ဆင်နွှဲနေကြပါတယ်။အဓိကရွေးချက်ကတော့ဒေါအောင်ဆန်းစုကြည်မွေးနေ့ကိုဂုဏ်ပြုရုံနဲ့မဟုတ်ဘဲနဲ့ကျမတို့တော်လိုင်းရေးစတဲ့ကဒီလှုပ်ဆောင်လာခဲ့ကြတဲ့တောင်းဆိုခဲ့ကြတဲ့ပေါ့နော်ဒီဒေါအောင်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးခေါင်းဆောင်တွေပြီးတော့ဒီမတရားဖန်ဆီးခံရတဲ့နိုင်ငံရေးကျင်းသားတွေအားလုံးပြန်လွတ်မြောက်ရေးအတွက်ဆိုပြီးတော့မှကျမတို့လှုပ်ရှားခဲ့ကြတဲ့လှုပ်ရှားမှုလည်းပူးပေါင်းပါဝင်တာဖြစ်တယ်ပေါ့လေဆိုတော့အဲ့တော့ဒေါအောင်ဆန်းစုကြည်မွေးနေ့မှာဒီနှစ်စီလှုပ်ရှားမှုနဲ့အတူတူဒေါအောင်ဆန်းစုကြည်နဲ့အတူဖန်ဆီးခံထားတဲ့နိုင်ငံရေးကျင်းသားတွေအားလုံးလွတ်မြောက်ရေးအတွက်ကိုလှုပ်ဆောင်တဲ့လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်ရှင်။ရေးကြီးဆုံးကတော့ဘာလဲလို့ဒီမလုပ်ခင်မှာပြည်သူလူထုကဘာကြောင့်လုပ်တယ်ဆိုတာနဲ့ရှင်းပြပါမြန်မာနိုင်ငံရဲ့လွတ်လပ်ရေးပြည်သူကလို့တင်စားကြတဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့တမီးဖြစ်သူဒေါအောင်ဆန်းစုကြည်ပေါ်ခေတ်အဆက်ဆက်စစ်အာဏာရှင်တွေဟာနိုင်ငံရေးအာဃာတညှို့ကြီးခဲ့ပါတယ်။အရင်စစ်အစိုးရဗိုလ်ချုပ်မှုကြီးစောမောင်နဲ့တန်းရွှေလက်ထက်ကလည်းနေအိမ်အကျယ်ချုပ်3ချိန်စုစုပေါင်း15နှစ်ချုပ်နှောင်ထားပြီးပြည်သူလူထုနဲ့ဒေါအောင်ဆန်းစုကြည်ကိုအဆက်ဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီဟာရှင်သန်နိုင်ခဲ့ပြီး2012ကြားဖြတ်ရွေးကောက်ပွဲ2015နဲ့2020အထွေထွေရွေးကောက်ပွဲတွေမှာလည်းတောင်ပြိုကမ်းပြိုနိုင်ရခဲ့ပါတယ်။2020ရွေးကောက်ပွဲအပြီးမှာတော့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ကမဲစင်းအကြောင်းပြချက်နဲ့အာဏာသိမ်းခဲ့ပြီးနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်သမ္မတဦးဝင်းမြင့်နဲ့အစိုးရနဲ့ပါတီခေါင်းဆောင်တွေကိုမတရားဖမ်းဆီးခဲ့ပါတယ်။အရင်စစ်အာဏာရှင်တွေလက်ထက်ကဒေါအောင်ဆန်းစုကြည်ကိုရန်ကုန်နေမှာအကြမ်းကြုတ်ထားပေမဲ့2021နောက်ပိုင်းစစ်တပ်ရဲ့ကျူးလွန်မှုတိုင်းမှာအဓိကတာဝန်ရှိတဲ့ဦးမင်းအောင်လှိုင်လက်ထက်မှာတော့ဒေါအောင်ဆန်းစုကြည်ကိုအရင်အာဏာရှင်တွေတုန်းကလိုအခွင့်အရေးတောင်ပေးခဲ့ပါဘူး။နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေကုလသမဂ္ဂအရာရှိတွေနိုင်ငံတကာခေါင်းဆောင်တွေကလည်းဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးကျင်းသားတွေကိုလွှတ်ပေးဖို့နဲ့သူတို့ရဲ့အခြေအနေတွေကိုပွင့်လင်းမြင်သာစွာချပြဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့ကြပါတယ်။ဒါအမေဒေါအောင်ဆန်းစုကြည်ကအခုချိန်မှာကမ္ဘာပေါ်မှာအသက်အကြီးဆုံးသောနိုင်ငံရေးအကျဉ်းသားတအုပ်ဖြစ်ပါတယ်။အသက်အားဖြင့်ဒါ82နှစ်။အဲ့တော့ဒီလိုမျိုးအသက်အားဖြင့်80ကျော်နော်ဒါအမေကြီးအရွယ်တယောက်ရဲ့ဒါအခုဆိုဒါအကျဉ်းထောင်ထဲမှာသူ့ရဲ့ကျမ်းမာရေးတော်၎င်းနော်နေရေးထိုင်ရေးအစပေါ်ဗျာအားလုံးကိုကျွန်တော်တို့ဒါပြည်သူလူထုတရက်လုံးနဲ့အတူတကမ္ဘာလုံးကဒါအင်မတန်မှစိုးရိမ်နေရတဲ့အခြေအနေတွေဖြစ်ပါတယ်ခင်ဗျ2021စစ်အာဏာသိမ်းပြီးတဲ့နောက်ဒေါအောင်ဆန်းစုကြည်ပေါ်စစ်ကောင်စီကဆွဲဆိုခဲ့တဲ့အမှုတွေဟာစုစုပေါင်း19မှုဝန်းကျင်ရှိခဲ့ပြီးတရားစီရင်ချက်အလုံးပေါင်းလိုက်ရင်33နှစ်ထိချမှတ်ခံခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ပြည်ထန်တချို့ကိုစစ်ကောင်စီဘက်ကအမှုတချို့ကိုရှော့ပေါ်ပေးခဲ့ပါတယ်။2026ခုနှစ်ဧပြီလ30ရက်နေ့မှာနေပြည်တော်အကျဉ်းထောင်ကနေနေအိမ်အကျယ်ချုပ်ကိုပြောင်းရွှေ့ထားတယ်လို့စစ်အစိုးရမီဒီယာကကြေညာခဲ့ပါတယ်။2021အာဏာသိမ်းပြီးတဲ့နောက်ပိုင်းပထမအဆုံးအကြိမ်ဖြစ်ဒေါအောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံအသစ်တစ်ပုံကိုလည်းထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့အခုချိန်ထိအများပြည်သူသိရှိရတဲ့အချက်လက်တွေကတော့အလွန်နှဲပါနေစေဖြစ်ပါတယ်။ကျွန်တော်တို့ချစ်ရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မေဒေါအောင်ဆန်းစုကြည်ဉာဏ်ဆုံးမတရားအကျဉ်းချတဲ့နေရာကနေပြီးတော့ဉာဏ်ဆုံးလွတ်မြောက်ပါစေ။
လက်ရှိအချိန်မှာတော့ဒေါ်အောင်ဆန်းစုကြည်အသက်ရှင်နေသေးကြောင်းတက်တည်ပြပါဆိုတဲ့ပြုရော့လိုက်ဆိုင်ဖို့တွေဟာကမ္ဘာနိုင်ငံကြီးတွေရဲ့လမ်းမတွေပေါ်မှာမြင်နေရပါတယ်ဒါဟာနိုင်ငံရေးတောင်းဆိုချက်တစ်ခုတည်းပို့ပါတယ်9 နှစ်ကျော်ကြာလူမြင်ကွင်းကနေပျောက်ကွယ်နေတဲ့ခေါင်းဆောင်တွေရဲ့အခြေအနေကိုသိခွင့်ရဖို့တောင်းဆိုမှုဖြစ်ပါတယ်မိသားစုဝင်တဦးကသူချစ်ရသူအသက်ရှင်နေကြောင်းသိလို့သလိုထောက်ခံတဲ့ပြည်သူတွေကလည်းသူယုံကြည်တဲ့ခေါင်းဆောင်ရဲ့သူ့နိုင်ငံရဲ့ရေးပါတဲ့နိုင်ငံရေးပုဂ္ဂိုလ်တူဘလို့အခြေအနေမှာရှိနေတယ်ဆိုတာသိလို့ပါတယ်ဇွန်လ19ရက်နေ့မှာနှင်းစီပန်းတစ်ဖွင့်ကိုကန်ဆောင်ကြတဲ့သူတွေအများကြီးရှိနေပါတယ်ဒါပေမဲ့အဲ့ဒီနှင်းစီပန်းတွေရဲ့နောက်ဘက်မှာရှိနေတဲ့မိကုံးကတော့ရိုးရှင်းပါတယ်အဲ့ဒါကတော့သူ့ဘယ်မှာလဲအဲ့ဒီမိကုံးရဲ့အဖြစ်ကိုတော့9 နှစ်ကျော်ကြာလာတဲ့အထိမြန်မာပြည်သူတွေမသိရသေးပါဘူးနေဝိညာဉ်ခုဖြတ်ရဲ့ငါရောက်နေတာရဲ့လေးတွေကိုရောက်တယ်ယုံကြည်ခြင်းနဲ့ကြိုးစားတော့မှဒီမှာအောင်မြင်လွတ်မြောက်နိုင်မယ်